ပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံနဲ့ PR ကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုအပိသက်လွတ်ပေးဖို့သဘောတူကြောင်းသတင်းထွက်ပေါ်ရေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယနေ့တွင်ထူးခြားတဲ့သတင်းအသစ်များထွက်ပေါ်ခဲ့ရာတွင်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားစစ်တပ်ကပြန်လည်လွတ်ပေးလိုက်ပြီးဖြစ်ကြောင်းနှင့်သူမဤသားဖြစ်သူကင်အဲရစ်ကိုတော့စစ်တပ်ကပြန်ဝင်ခွင့်ဗီဇာထုတ်ပေးကမိခင်ဖြစ်သူအားလာရောက်ကြိုးဆိုခွင့်ပေးလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။သားဖြစ်သူကင်အဲရစ်အနေဖြင့်မိခင်ဖြစ်သူအားလာရောက်ကြိုးဆိုရန်စစ်ဆေးနေချိန်မှာနိုင်ငံရေးအပြောင်းလဲရဲ့လက်တွေ့ကျတဲ့အထောက်အထားတစ်ခုဖြစ်လာကြောင်းသုံးသပ်နေကြပါတယ်။တစ်ဖက်တွင်လည်းမိသားစုပြန်လည်စုံစည်းမှုနဲ့အတူလူလူကောင်းဆောင်လွတ်မြောက်လာတဲ့သတင်းစကားများကြောင့်နိုင်ငံတော်ဝန်တွင်မျှော်လင့်ချက်ရောင်ကြီးများတန်းလာပြီးဖြစ်ပါတယ်။ယနေ့တွင်ဒေါ်အောင်ဆန်းစုကြည်အမှန်တကယ်လွတ်မြောက်လာပြီးတာဖြစ်သူနဲ့တွေ့ဆုံနိုင်ခဲ့ပါက၎င်းသည်9နှစ်ကျော်ကြာဆင်နွှဲလာတဲ့တော်လှန်ရေးရဲ့အကြီးမားဆုံးသောအောင်ပွဲမှတ်တိုင်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ယခုကဲ့သို့လူသားချင်းစာနာမှုဆိုင်ရာအလဲပြောင်းမှာမြန်မာနိုင်ငံရေးအကျပ်တွေကိုအဆုံးသတ်ပြီးမဲ့တော့ချက်တစ်ခုအဖြစ်သတ်မှတ်ကပြည်သူများကအနီးကပ်စောင့်ကြည့်ကြိုဆိုရန်ပြင်ဆင်နေကြပြီးဖြစ်ပါတယ်။9နှစ်ကျော်ကြာဆင်နွှဲလာတဲ့တော်လှန်ရေးရဲ့အသီးပွင့်အဖြစ်နိုင်ငံတော်ဝန်တွင်ပြည်သူများရဲ့မျှော်လင့်ချက်ရောင်ကြီးများတောက်ပလာပြီးဖြစ်ပါတယ်။အထူးသဖြင့်ယနေ့တွင်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာမယ့်သတင်းနဲ့အတူတာဖြစ်သူကင်အဲရစ်ကိုပါစစ်တပ်ကပြည်ဝင်ခွင့်ပေး၍လာရောက်ကြိုဆိုခိုင်းတဲ့ဖြစ်ရမှာပြည်သူတွေအတွက်အကြီးမားဆုံးသောအားစီးတစ်ခွက်ဖြစ်လာပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်အားမြန်မာဦးခေါင်းဖဲလို့ဦးလာရွှေကပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မြန်မာဦးခေါင်းဖဲဖြစ်ပြီးကင်ထားမယ်ပူလောင်မယ်အောက်ချမယ်မီးလောင်မယ်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလာရွှေကပြောဆိုထားပါတယ်။လက်ရှိတွင်ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကဖမ်းဆီးထားပြီးနိုင်ငံတကာနဲ့ဒေါ်လာရေးအင်အားစုများကပြန်လည်လွတ်မြောက်ရန်တောင်းဆိုလျက်ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံကခေါ်ထားခြင်းသည်မြန်မာဦးခေါင်းကိုကင်ထားခြင်းဖြစ်နေကြောင်းထို့ကြောင့်နိုင်ငံတကာကခေါ်သွားပြီးဆိုရင်ခေါ်သွားနိုင်ကြောင်းပြည်သူ့လွှတ်တော်ဦးလာရွှေကပြောဆိုထားပါတယ်။ဆက်လက်ပြီးတကဘာလုံးကို3ချိန်ထိုင်တိုင်ဒုက္ခပေးခဲ့သောပုဂ္ဂိုလ်မင်းအောင်လှိုင်သည်တကဘာလုံးကိုတုံ့ထုတ်6ချောင်းစေခဲ့သည့်ဖြစ်ရကြီး3ခုဖြင့်ခိုင်လုံနိုင်ခဲ့သူဖြစ်ပါတယ်ပထမဖြစ်ရကြီးကနိုင်ငံရေးနဲ့ဆိုင်ပါတယ်2020ရွေးကောက်ပွဲအမီဒေါ်အောင်ဆန်းစုကြည်အစိုးရအားနိုင်ငံရေးအရာအကျပ်တဲကြစေရန်ပြည်တွင်းရှိပြင်းထန်သောမျိုးချစ်စိတ်နှင့်ဘာသာရေးအစွန်းရောက်ဝါဒီများ၏ထောက်ခံမှုကိုရရှိရန်ဖန်တီးလာခဲ့ပါတယ်လူထုအားစစ်တပ်၏အခမ်းကဏ္ဍသည်နိုင်ငံရေးတွင်မရှိမဖြစ်လိုအပ်ကြောင်းပြသခြင်းဖြင့်၎င်းတို့အပေါ်အားကိုးလာအောင်ကြိုးစားလာခြင်းဖြစ်ပါတယ်2018ခုနှစ်ဩဂုတ်လတွင် ARSA အဖွဲ့ကရဲကင်းစခန်းများကိုတိုက်ခိုက်ခဲ့ခြင်းကိုအကြောင်းပြ၍စစ်တပ်ကနေမြေရှင်းလင်းရေးဆိုသည့်ခေါင်းစဉ်ဖြင့်အင်အားအလွန်ကျွံ3ကတုံ့ပြန်ခဲ့ပါတယ်ရှားလက်ဖြစ်ဘင်္ဂလားဒေ့ရှ်တွင်ဒုက္ခသည်တပ်တန်းနီးပါးခိုးလုံခွင့်ရနေကြပြီးကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းကြီးအဖြစ်ထွက်ပေါ်လာခဲ့ရပြီးကုလသမဂ္ဂအပါအဝင်အလူရှင်နိုင်ငံများအတွက်ကြီးစွာသောဝင်ထုတ်ဝင်ပို့ကြီးဖြစ်လာခဲ့ရပါတယ်ဒုတိယမြောက်လှုပ်လာသည်ကကြောက်ရွံ့လာမှုကြောင့်ဖြစ်ပါတယ်။မင်းအောင်လှိုင်သည်ရိုဟင်ဂျာလူမျိုးတုံးတန့်စင်မှုကြီးကျူးလွန်ခဲ့ပြီး၄နှစ်နီးပါးခန့်အကြာတွင်52တန်းသောပြည်သူများကလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြင့်ရွေးချယ်တင်မြှောက်ခဲ့သည့်ဒီမိုကရေစီအစိုးရကိုလက်နက်အားကိုဖြင့်မင်းမတတ်မှမှုလုပ်သည်ဟုဆွဆွဲကဖြုတ်ချပြီးလူထုကောင်းဆောင်များကိုမတရားဖမ်းဆီးထောင်ချခဲ့၍တကမ္ဘာလုံးဖွလောရိုက်သွားခဲ့ကြရပြန်သည်၎င်းနှင့်တူပြည်တွင်းစစ်မီကြီးဟုံဟုံတောက်လောင်လာ၍ဒေသတွင်းတည်ငြိမ်မှုကိုအကြီးအကျယ်ချိန်ချောက်လာခဲ့ပြန်သည်တတိယဖြစ်ရပ်ကမတော်လောဘနှင့်သက်ဆိုင်နေသည်ဤဒီကတကဘာလုံးအားအွန်လိုင်းမှာတက်ဆင်ဤမျိုးစုံဖြင့်လှည့်လှည့်ပြားနေသောကြားဖြန့်ငွေလိမ်ကိုင်းများကိုတရုတ်ထိုင်းနေဆက်များတွင်အလုံးရင်းနှင့်ပေါ်ပေါက်လာသည့်မြက်ွယ်ပြူအားပေးအားမြောက်ပြုထားခဲ့ခြင်းပင်ဖြစ်သည်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်ဒေသနှင့်ကရင်ပြည်နယ်မြောက်ဝတီမြို့အနီးရှိအွန်လိုင်းငွေလိမ်ကိုင်းအခြေစိုက်စခန်းများစုသည်စစ်တပ်လက်အောက်ခံသို့မဟုတ်စစ်တပ်နှင့်မဟာမိတ်ဖြစ်သောနေခြားဆောင်တန်း VGF များထိန်းချုပ်သည့်နေမြေများအတွင်းတွင်သာရှိနေခြင်းဖြစ်သည်ဆီအာနာသိမ်းပြီးနောက်နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့်စေအုပ်စုသည်နိုင်ငံခြားငွေအခက်အခဲနှင့်ရင်ဆိုင်ခဲ့ရသည်ထိုချိန်တွင်အွန်လိုင်းငွေလိမ်ကိုင်းမှရရှိသောအခွန်အခါများလက်ပေးလက်ယူမှုများနှင့်စက်ကြီးများသည်စစ်ကောင်စီအတွက်အရေးပါသောဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်လာခဲ့သည်ဒေါ်လာဘီလီယံပေါင်းများစွာအကျိုးမြတ်ရနေသည့်ငွေလိမ်ကိုင်းများတွင်ဝင်ရောက်လုပ်ကိုင်ရန်အာရှအာဖရိကနှင့်တောင်အမေရိကရှိနိုင်ငံသားများသိန်းနှင့်ချီ၍ဖျားယောင်းသွေးဆောင်ခဲ့ကြရပြီးဖမ်းဆီးနှိပ်စက်ကအတင်းအဓမ္မခိုင်းစေခဲ့ကြ၍တကမ္ဘာလုံးအုပ်အော်တောင်းနှင်ဖြစ်ခဲ့ကြရသည်အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို FBI ၏ထုတ်ပြန်ချက်အရပြီးခဲ့တဲ့နှစ်အတွင်းအမေရိကန်နိုင်ငံတစ်ခုတည်း၌ပင်ထိုကဲ့သို့သောလိမ်လည်မှုများကြောင့်ဆုံးရှုံးခဲ့ရသည့်ငွေကြေးပမာဏမှာအမေရိကန်ဒေါ်လာ20ဘီလီယံကျော်ရှိခဲ့သည်
ထို့ပြင်အဆိုပါလိမ်လည်မှုခိုင်းများတွင်ပါဝင်ပတ်သက်နေသူများလောက်ကိုင်းနေသူများနှင့်တားကောင်ဖြစ်ခဲ့ရသူများတဲ့တွင်၎င်း၏နိုင်ငံသားအရေးအတွက်များပြားလာခြင်းအပေါ်အိမ်နီးချင်းတရုတ်နိုင်ငံကစိတ်အနှောက်အယှက်ဖြစ်လာသည့်အတွက်နေဆက်ဒေတာရှိလက်ဝေကန်တပ်များစေလွတ်တိုက်ခိုက်၍နေမြေအမြောက်အများလက်လွတ်ဆုံးရှုံးသွားခဲ့ရသည်ယခုချိန်ထိငွေလိမ်ခိုင်းများတွင်ပါဝင်ပတ်သက်နေသူများကိုတဦးတလေမျှပင်ဖမ်းဆီးတရားစွဲဆိုခြင်းမျိုးမရှိသေးတော့လေမင်းအောင်လှိုင်အုပ်စုကအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင်လောက်ကိုင်းရန်တားကောင်များဖြင့်ဖမ်းဆီးချုပ်နှောင်ခြင်းသို့မဟုတ်အကြမ်းဖက်အကြက်ကိုင်းခြင်းများပြုလုပ်သူများကိုတည်တံပေးရန်အဆိုပြုထားသည့်ဥပဒေကြမ်းတစ်ရပ်ကိုမြန်မာနိုင်ငံကကြာသပတေးနေ့မေလ14ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါတယ်အွန်လိုင်းငွေလိမ်မှုတိုက်ဖြတ်ရေးဥပဒေကြမ်းသည်ပြီးခဲ့သည့်လတွင်၎င်းကို၎င်းအယက်သားသမ္မတဖြင့်တင်မြှောက်ခဲ့သည့်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သောအဖွဲ့မှပထမဆုံးတင်သွင်းလိုက်သည့်ဥပဒေပြုရေးဆိုင်ရာမှုကြမ်းဖြစ်ပါတယ်။ဒေါ်နယ်ထရန့်၏တရုတ်ပြည်ခီးစဉ်အတွင်းယခုလိုထုတ်ပြန်လာခြင်းသည်တိုက်ဆိုင်မှုသာဖြစ်သည်ဟုရှုံကြည်သူနေပါလှသည်။အဆိုပါဥပဒေကြမ်းတွင်ထုံးစံမပြတ်အခြားနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မည့်ကော်မတီအသစ်တစ်ရပ်ဖွဲ့စည်းမည်ဆိုလာ၍၎င်းတို့နှင့်နိုင်ငံတကာမှထိတွေ့ဆက်ဆံလာစေမည်တစ်ချက်ကုတ်နှစ်ချက်ပြတ်စီစဉ်လိုက်ခြင်းဖြစ်သည်ပြည်ပရောက်နိုင်ငံသားများနေရက်သို့ငွေပြန်ပို့ရန်စစ်တပ်ကဖိအားပေးသည့်စီမင်းများချမှတ်ခဲ့ပြီးနောက်ပြည်ပရောက်အလုပ်သမားများ၏ပြန်လည်လွှဲပို့ငွေများသည့်စေအုပ်စုအတွက်ပြည်ပဝင်ငွေအများဆုံးရရှိရာအရင်းမြစ်များဖြစ်လာကြောင်းBloomberg News ကကြီးစုခွင့်ရရှိခဲ့သည့်ဗန္ဒာရေးဝန်ကြီးဌာန၏အချက်အလက်များကဖော်ပြနေသည်ဟုဆိုပါတယ်။အများပြည်သူတို့ထုတ်ပြန်ထားခြင်းမရှိသည့်အဆိုပါအချက်အလက်များအရ2025ခုနှစ်တွင်လုပ်သားများ၏လွှဲပို့ငွေစုစုပေါင်းမှာအမေရိကန်ဒေါ်လာ9.6 ဘီလီယံရှိခဲ့ပြီးယင်းမှာနိုင်ငံခြားဝင်ငွေစုစုပေါင်း၏38%ခန့်ရှိသည်။စစ်တပ်ကအာဏာသိမ်းခဲ့သည့်2022ခုနှစ်တွင်လွှဲပို့ငွေအမေရိကန်ဒေါ်လာ680တန်းသာရှိခဲ့ရမှာယခုကဲ့သို့တိတိတတ်တာမြင့်တက်လာခြင်းဖြစ်သည်။ထိုငွေများဖြင့်၎င်းတို့ဖို့လေရင်စီများကိုဈေးကြီးပေးပြီးဝယ်ယူနိုင်ပြီးဒရုန်းများဝယ်ယူဖို့လည်းလုံလောက်သောငွေကြေးပမာဏလည်းဖြစ်လာသည်တစ်ဖက်တွင်တော့အလုံးလုံးကိုင်နိုင်သည့်လူငယ်များပြည်ပသို့အစုလိုက်ပြုံလိုက်ထွက်ခွာနေခြင်းကြောင့်ပြည်တွင်းတွင်အလုပ်သမားရှားပါလာနေသည့်အတွက်ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံဖို့မဖြစ်နိုင်သလောက်အခြေအနေများဖြစ်ပေါ်လာနေသည်ထို့သောပြည်တွင်တွင်သာမကပြည်ပကိုပါဒုက္ခလလကြီးပေးနေသောငရဲခွေးကြီးကလွတ်နေစေပင်ဖြစ်သည်ထို့သောငရဲခွေးကြီးကကမ္ဘာလေတွင်တန်တမန်ရေးအရာနလန်ပြန်ထူနိုင်အောင်ကြိုးပမ်းနေခြင်းကလည်းလွန်စွာမှအံ့ဖွယ်ကောင်းလာသည့်စိတ်ကူးစိတ်တမ်းပင်မဟုတ်ပါလားပြည်သူတို့၏တရားတော်စစ်မှုချအောင်ရမည်ဆက်လက်ပြီးအေယာဝတီတိုင်းအတွင်းအထိနာနေသည့်ရွှေတူစစ်တပ်ကတေပြောက်စရင်ဖုံးပြီးရန်ဒဏ်ရာရစစ်သားများကိုတပ်တွင်း၌သာကြိတ်ကူနေရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အေယာဝတီတိုင်းတွင်ရှိမြို့နယ်3ခုထပ်မံတွင်အာရကတပ်တော် AA နှင့်ဒေသကာကွယ်ရေးပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့်ရွေးတူအစိုးရစစ်တပ်ဘက်မှတေဆုံးဒဏ်ရာရများပြားနေပြီးရင်းအခြေအနေကိုဖုံးဖိရန်အတွက်ဒဏ်ရာရလူနာများကိုတပ်တွင်း၌သာလှုပ်ဝက်ကုသနေရကြောင်းသိရပါသည်။လက်ရှိတွင်လေးမျက်နှာရေးကြီးနှင့်အင်ကပူမြို့နယ်တို့၌တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီးရွေးတူစစ်တပ်ဘက်မှအပြင်းထန်ဒဏ်ရာရရှိသူများကို၎င်းတို့ခြေခုပ်ယူထားသည့်တရင်များအတွင်း၌ပင်အရေးပေါ်စေကူတာပေးနေခြင်းဖြစ်ပါသည်။လူနာအင်အားများပြားလာသည့်အတွက်အချို့ကိုမြို့နယ်စေယုံများသို့ခွဲရွှေ့ပို့ဆောင်ကလှုပ်ဝက်ကုသပေးနေရကြောင်းဒေသတွင်သတင်းရင်းမြစ်များထံမှသိရပါသည်။ဒဏ်ရာရတွေကိုလှုပ်ဝက်ကူပေးနေတာတွေရှိသလိုသေဆုံးတဲ့သူတွေလည်းအဆင်ပြေသလိုတချို့နေပြီးတရင်ထဲမှာကြိတ်ကူနေတာတွေလည်းရှိတယ်ဟုဒေသတွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ရခိုင်ကတိုက်ပွဲဝင်လူနာများကိုပသိမ်အခြေစိုက်စစ်မြေပြင်စေးတက်ရဲမဆာရလေးတို့ပို့ဆောင်လေးရှိတော်လဲယခုအခါသတင်းပေါက်ကြားမိကိုစိုးရိမ်သက်ဖြင့်ငတိုင်းချောင်းစေယုံနှင့်ရေးကြီးစေယုံထိုးတွင်သာလှုပ်ဝက်ကုသနေကြောင်းသတင်းအထူးတပ်ဖွဲ့ပသိမ်ထံမှသိရပါတယ်။တိုက်ပွဲတွင်သေဆုံးသည့်ရုပ်လောင်းများကိုမူပြန်လည်ယူဆောင်ခြင်းမပြုနိုင်ပင်စွန့်ပစ်ထားခဲ့တဲ့ဖြင့်ထိုကဲ့သို့စွန့်ပစ်မှုကြောင့်အောက်ခြေစစ်သားများကြားအရာရှိများပေါ်မကျေနပ်မှုများမြင့်တက်လျက်ရှိပါတယ်။စစ်မြေပြင်တွင်ဒဏ်ရာရရှိမှုတူညီတော်လဲအရာရှိပိုင်းများကိုမူပသိမ်နှင့်ရန်ကုန်မင်္ဂလာတုံစစ်ဆေးရုံများသို့အထူးစီစဉ်ဖြင့်ထိတ်တဆိတ်ပို့ဆောင်ပေးနေပြီးအောက်ခြေစစ်သားများကိုမူလူနာတင်ကားများပေါ်တွင်အစုလိုက်အပြုံလိုက်တင်ဆောင်ကမြို့နယ်ခွဲဆေးရုံငှက်များတွင်သာပစ်ထားကြောင်းသိရပါသည်။လက်တလောတွင်ရေကြီးမြို့နယ်မြောက်စမ်းမြောက်တက်အမတာ344ကို AA နှင့်ပူးပေါင်းဖွဲ့ကအလုံးရင်းဖြင့်ပိတ်ဆို့တိုက်ခိုက်နေတဲ့ဖြင့်ကာကင်းများသိမ်းပိုက်ခံရပြီးစစ်တပ်အရာရှိမိသားစုဝင်များကိုကြုံပြောသို့အရေးပေါ်ပြောင်းရွှေ့နေရကြောင်းလည်းသိရပါသည်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပေးရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။